လေးတွေငြိမ်နေရင်တိမ်တွေပြူတော့မှချိုသေးတယ်ဝါဆိုရီသိတိရမိပုံမြတ်တို့ရောက်ရှိကြမှာချင်းညာကငွေမုံငွေစားတွေရွာတော့ခွဲဝါဆိုရီသိတိရမိတင်မောက်ကလည်းကြည့်လိုက်ရင်ခေပင်မှာယေဆိုလိုမို့ကိုနေကြတယ်ပြန်နေစမို့မိတဲ့ညတွေတို့နှစ်ယောက်စကားပြောခဲ့ကြတယ်